ဘယ်ခုနဘယ်သူလို့ရှင်လဲအမေတို့ဒီနဲ့ Happy birthday ပါသမီးကြီးနဲ့တားငယ်လေးတဲ့အခုတော့အမှန်လားဝင်းနေရမတူပြီမဲ့တဲ့မောင်နှမ2ယောက်လုံးလာအတူတူဖြစ်သွားလို့အခုလိုမျိုးလေးအတူတူလုပ်ပေးလိုက်တာပါတဲ့ဝင်းနေမှာပျော်ရွှင်ပါစေသမီးကြီးနဲ့တားငယ်လေးတဲ့နေ့ရက်တိုင်းမှာနေကောင်းချမ်းပါပြီးပျော်ရွှင်ပါစေတဲ့လူတိုင်းတတိုင်းရကြပါစေတဲ့သမီးကြီးရေတဲ့စာအုပ်စူးစမ်းတော့တဲ့ဖေမရှိတော့ပြင်မဲ့သမီးတို့မောင်နှမ2ယောက်လုံးမျက်နှာမငယ်ရအောင်လို့မိမိစူးစမ်းနေပါတယ်တဲ့မိမိအနားမှာမရှိမနိုင်လို့လဲခွင့်လွှတ်ပေးပါတဲ့အမြန်ဆုံးပြန်လာနိုင်အောင်စူးစမ်းနေပါတယ်တဲ့ဟုတ်ရမ်းချစ်တယ်သမီးကြီးနဲ့တားငယ်လေးတဲ့ကျမရေကိုလည်းဂီးဆိုင်ကြပါတဲ့ဟုတ်အမေလည်းကျမရေဂီးဆိုင်တော်ရီတစ်ဖက်ပြလို့ရှင်မယ်စာပဲစူးစမ်းပါအောင်တဲ့အမေဖြစ်နေတဲ့ပညာတတ်ကြီးနဲ့ဖြစ်အောင်စူးစမ်းပါမယ်လည်းကြည့်မိတယ်မင်္ဂလာပါရှင်ထထဒီနေ့ရောက်ရှိနေရတော့ကိုင်းအေးရပဲဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မိမိကတားလေးနဲ့သမီးလေးရဲ့မွေးနေ့ပွဲအတွက်ဆိုပြီးတော့ဗဂျီကိတ်နှလုံးနှင်းစီပန်းစီမုတ်ပေါက်နဲ့အထက်ပေါက်လေးကိုလာရောက်မှကျွန်တော်တပ်ပုတ်ပေးမှာဖြစ်ပါတယ်ရှင်အခက်ပေးပါအောင်နော်ပြောလို့မကောင်းပါဘူးရှိဖွေးမမီဘူးအမေဆိုတာကဖယားနေတကိုင်းနေမြတ်တဲ့မာတာပြောလို့မကောင်းပါဘူးရှိဖွေးမမီဘူးအမေဆိုတာကဖယားနေတကိုင်းဒီလားဘာလားမလို့တော့အများကြီးပဲဘိုးကြီးကဝေရောက်ပြီဒီလားမွေးရရှိတယ်မလားဒီကမောင်လေးရရှိတယ်ဟုတ်ကဲအမေအောင်လို့တော့ဒီမှာမွေးနေ့ surprise လူကပေးခိုင်းလို့ဖြစ်တာဒီမှာလေးစိတ်ထဲမှာဘယ်လိုလုပ်ချင်လဲသားအောင်ဘယ်လိုထင်လဲဒီလိုရှင်တာမေကခုပမာထိုင်းသွားဘာလို့ရှိလဲအမေမဟုတ်ရတခြားဆိုမဖြစ်နိုင်ဘူးဖြစ်နိုင်လားဒီမှာဘောက်လေးကောမောင်လေးရဲ့ဒီမှာလေးပဲဟုတ်ပါဘူးကောဘုရားမျိုးဘယ်သူလဲဆိုတာမပြောသေးဘူးဟုတ်လားအမှားတော့မပြပေးမယ်နော်အမေမဟုတ်ချင်လည်းမဟုတ်ဘူးနော်ဟုတ်ကဲ့ဒီသားဆိုတော့လောက်ပါတော့ကောင်းလေးရှိတယ်တရားတော့လားအသေးရနော်ဒီသားဆိုတော့ငါလောက်ပါတို့ပြောထားလားပြောထားဟုတ်တယ် surprise ဆိုတာခုက surprise ဖြစ်သွားလားဟုတ်ညီမလေးဟိုမွန်တီကိတ်ကခိုင်းခွဲလိုက်မယ်နော်မနမနဲ့အောင်လေဒီကောနော်မောင်လေးရှိတမန်အမီပါဆိုတာကဖယားနေတကိုင်းနေမြတ်တဲ့မာတာအမေဆိုတာကဘာကြီးတစ်ခုပါအမေဆိုတာမို့ကောင်းရင်ကြီးပမာတောင်းလန်းတွေထက်ခိုင်မာသမုတ်တရားတွေထက်မင်းနဲ့အနက်ဆိုင်ဆုံးမြတ်တာရှင်မကဘာကြီးမှာအလားဆုံးသူဟာအမေပါအမေပါရှိဖွေးမမီဘူးအမေဆိုတာကဖယားနေတကိုင်းနေမြတ်တဲ့မာတာအမေဆိုတာကဘာကြီးတစ်ခုပါအမေဆိုတာမို့ကောင်းရင်ကြီးပမာတောင်းလန်းတွေထက်ခိုင်မာသမုတ်တရားတွေထက်မင်းနဲ့အနက်ဆိုင်ဆုံးမြတ်တာရှင်မကဘာကြီးမှာအလားဆုံးသူဟာအမီပါ
Happy birthday to you. Happy birthday to you. Happy birthday, happy birthday. And the star burns tonight. Happy birthday to you. Happy birthday to you. Happy birthday, happy birthday. And the star burns tonight. Happy birthday to you. Happy birthday to you. Happy birthday, happy birthday. And the star burns tonight. မိုးပေါက်ကဘယ်သူယူมาလဲမိုးပေါက်ကဘယ်သူယူมาလဲ ဘာယူမှာလဲ နေဒါပဲသားမှာ